Okay အားလုံးပဲမင်္ဂလာပါ podcast လေးမှာကြိုးဆိုပါရစေဒီနေ့ပြောသွားမယ့်အကြောင်းအရာကတော့ပတ်စံနဲ့ energy ငွေကြေးနဲ့စိတ်ဆွမ်းအားဆိုတဲ့အကြောင်းကိုစွမ်းအင်ဆိုတဲ့အကြောင်းကိုပြောသွားမှာပဲဖြစ်ပါတယ်အဲ့တော့အားလုံးစိတ်ဝင်စားမယ်လို့မျှော်လင့်ပါတယ်လူရင်းတို့ရှင်ကိုကျွန်တော်ဆက်သွားလိုက်အောင် Okay ပတ်စံကျွန်တော်တို့ဟိုးအရင်ရှေးပဝေတဏီခေတ်တည်းကယနေ့အချိန်ထိအသုံးပြုလာခဲ့တဲ့အရာကျွန်တော်တို့ရဲ့နေ့စဉ်တူဝပေါ့နော်ဒီလှုပ်ရှားသွားလာမှုကိစ္စတွေမှာအရန်အရေးကြီးတယ်ဒါပေမဲ့ဒီအရေးကြီးရဲ့ပတ်စံဆိုတဲ့အရာကဘာလို့ကျွန်တော်တို့ကရလေလို့လေ OTC ဖြစ်ပြီးတော့မှလိုအပ်မရရတာမလို့ဖြစ်နေရတာလဲโอเคတော့ဒီအတွက်ပေါ့နော်ဒီ energy လို့ခေါ်တဲ့စွမ်းအင်အကြောင်းကျွန်တော်တို့ကတိထားဖို့လိုအပ်မယ်လို့ထင်တယ်တိဖို့လိုအပ်လာပြီ energy โอเคပတ်စံအကြောင်းစပြီးပြောအောင်ပတ်စံဆိုတဲ့ပေါ့နော်ဒီငွေ currency ငွေကြေးတန်ဖိုးအဲ့တော့ currency လို့ခေါ်တဲ့ငွေကြေးရဲ့မူလအနက်အဓိပ္ပာယ်ကျွန်တော်ကသွားပြီးကြည့်မယ်ဆိုရင်သူက Latin ဘာသာစကားကလာတာသူကအဓိပ္ပာယ်ကမူရင်းအဓိပ္ပာယ် flow လို့အဓိပ္ပာယ်ရစီးဆင်းမှုပေါ့အဲ့တော့ပတ်စံဆိုတဲ့သဘောတရားစီးဆင်းနေရမှာဒါပေမဲ့ကျွန်တော်တို့မြင်တွေ့နေရတဲ့ရုပ်ဝတ္ထုပစ္စည်းအနေနဲ့တွေမဟုတ်ဘဲ energy လို့ခေါ်တဲ့စွမ်းအင်အဖြစ်နဲ့စီးဆင်းနေရမှာဒါကသူ့ရဲ့ပတ်စံဆိုတဲ့မူရင်းပေါ့နော်အဓိပ္ပာယ်က flow စီးဆင်းနေရမှာအဲ့တော့ okay ဟုတ်ပြီ energy စွမ်းအင်အကြောင်းကျွန်တော်တို့ပြောရမယ်ဒီလောကကြီးမှာပေါ့ရှိရှိသမျှအရာအလုံးကစွမ်းအင်အနေနဲ့ပဲဖွဲ့စည်းထားတာရိုးရှင်းမြင်တာရဲ့ဥပမာတစ်ခုပေးမယ်ကျွန်တော်တို့အခုမနေ့အိပ်ယာထားတယ်အစားတောက်စားတယ်ဘာလို့လဲဆိုတော့တနေ့တာလှုပ်ရှားသွားလို့အတွက်စွမ်းအင်လိုအပ်လို့ကိုယ့်ရဲ့အလုပ်တွေကြောင်းတွေဒါလူမှုရေးကိစ္စတွေမှာဒီစွမ်းအင်တွေကိုပြန်ပြီးအသုံးချတယ် energy ကုန်သွားတယ်ဒီအတွက်အစားတောက်ပြန်စားတယ်ဒီအတွက်လိုတဲ့အရာကပတ်စံဆိုတာလည်း energy ပဲအဲ့တော့ကိုယ်နေ့စဉ်လှုပ်ရှားသွားလာနေတဲ့အရာတွေကလည်းအကုန်စွမ်းအင်ပဲဒါပေမဲ့ဒီစွမ်းအင်ကိုအသုံးချနေမှာပြဿနာတက်သွားတာတချို့ကအာဘယ်လိုပြောမလဲကိုယ့်အတွက်အသုံးလိုတဲ့တကယ်အသုံးလိုတဲ့အရာအရေးကြီးတဲ့အရာကွာကိုကအလုပ်ပြင်မမှန်လုပ်ရမယ်ဒါပေမဲ့ဒီအတွက်အစားအသောက်ကိုကောင်းကောင်းမစားဘူးနှမျောတွန့်လို့နေမယ်ဒါဆိုရင်ငွေကြေးဆိုတဲ့အရာက energy သူကစီးဆင်းနေရမယ့်အရာမှာဘယ်လိုပြောမလဲအဟန့်အတားဖြစ်သွားတယ်ကွာဒီ energy ကကောင်းကောင်းမစီးဆင်းနိုင်တော့ဘာလို့လဲဆိုတော့သုံးရမယ့်အရာမှာ तू ကမသုံးဘူးမသုံးသင့်တဲ့အရာတွေမှာသုံးတယ်ခုနကလို gambling လောင်းကစားအရက်သေးစားမူရစ်ဆေးဝါးဒီအရာတွေပေါ်မှာပြန်ပြီးသုံးတယ်အဲ့တော့မသုံးသင့်တဲ့နေရာတွေမှာသုံးပြီးသုံးသင့်တဲ့နေရာတွေမှာမသုံးတဲ့အခါမှာ energy စီးဆင်းမှုမှာအနှောက်အယှက်ဖြစ်တယ်ဒါကဒီ energy သဘောတရားအရပေါ့နော်ကျွန်တော်ဒီ universe နဲ့ဒီစัจ java နဲ့ဒီ energy စီးဆင်းမှုသဘောတရားအရကိုယ့်အတွက်အများကြီးမကောင်းတဲ့ impact ဖြစ်တယ်မကောင်းတဲ့အရာတွေဖြစ်တယ်အဲဆိုလိုချင်တာကကိုယ်တကယ်ပေါ့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ထပ်ပြောရမယ်ဆိုရင်ကျမ်းမာနေတဲ့လူတစ်ယောက်ကlike လှုပ်ရှားသွားလာမှုအပိုင်းမှာကွာကျမ်းမာနေဆိုရင် तू အားကစားပဲလုပ် तू အလုပ်ပဲလုပ် तू တက်ကြွလန်းဆန်းနေမှာစိတ်က fresh ဖြစ်နေမယ်ဒါပေမဲ့နေမကောင်းတဲ့သူတစ်ယောက်ကသူ့ရဲ့အကောင်းဆုံး potential မပြနိုင်ဘူးထိုနည်း၎င်းပဲပတ်စံကိုကလိုအပ်တဲ့နေရာတွေမှာအသုံးပြုတဲ့အရာကိုနှမျောတွန့်တိုနေမယ်ဆိုရင်ဒီ energy စီးဆင်းမှုမှာအနှောက်အယှက်ဖြစ်သွားပြီဆိုလို့ရှိရင်တော့ရသင့်ရထိုက်တဲ့ရလက်ကထွက်လာမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့သတိပြုရမယ်အဲ့တော့ပို့ပြီးတော့မှပေါ့ဒီ energy စီးဆင်းမှုကိုပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲလိုက်နာမယ့်အချက်တွေကရိုးရှင်းတယ်ကိုက financial management ငွေကြေးသုံးစွဲမှုအပိုင်းကိုယ့်အတွက်စိတ်ပျော်ရွှင်စေမယ့်အရာတစ်ခုခုကိုကိုကလှုပ်လိုက်တိုင်းအဲ့အတွက်နှမျောမတွန့်တူပါစေနဲ့ဒါပေမဲ့ကိုစိတ်ပျော်ရွှင်စေတဲ့အရာဆိုကျွန်တော်ခုနပြောလို့ပဲမင်းလောင်းကစားလုပ်ခိုင်းတာမဟုတ်မကောင်းတဲ့အရာတွေကိုကိုယ့်အတွက်ထည့်ခိုင်းတာမဟုတ်ကိုယ့်အတွက်တကယ်အကျိုးရှိမဲ့အရာကိုကျမ်းမာရေးအတွက်ကောင်းမဲ့အရာကိုဘေးကလူတွေအတွက်ကောင်းမဲ့အရာတစ်ခုကိုလှုပ်လိုက်တယ်ဆိုရင်အဲ့အတွက်နှမျောတွန့်တူခြင်းမရှိနဲ့အမြဲတမ်းစိတ်ထဲတွေးရမှာဒီလိုအရာတစ်ခုကိုလှုပ်လိုက်ပြီဆိုတာနဲ့ဟာငါအတွက်အရင်စိတ်ပျော်ရွှင်စေရဲ့ဒီပတ်စံတော့ငါအတွက်စိတ်ချမ်းသာတယ်ပိုပြီးကောင်းတဲ့ငွေကြေးအခွင့်အလမ်းတွေကငါအတွက်ရှိနေရလို့ပဲစိတ်ထဲတွေးတစ်ချိန်လည်းဖြစ်နိုင်တယ်နှစ်ချိန်လည်းဖြစ်နိုင်တယ်ဒါပေမဲ့အချိန်ဖန်များစွာတွေးလာလို့ရှိရင်ဒီ universal frequency နဲ့ကိုယ့်ရဲ့ဒီ frequency က like match ဖြစ်လို့တိုက်သွားလို့ရှိရင်ငွေကြေးစီးဆင်းမှုကမင်းတို့အခက်အခဲရှိမှာမဟုတ်တနည်းမဟုတ်တနည်းငွေရဝင်နေမှာဒါကြောင့်မလို့ကျွန်တော်တို့ပေါ့လိုက်ကျွန်တော်တို့ဘဝမှာတွေ့ဘူးကြတယ်မှာတချို့လူတွေကငွေကြေးကိုရှေ့မကြည့်နောက်မကြည့်သုံးတယ်အရန်အသုံးဖြုံကျန်းတယ်ဒါပေမဲ့လို့နင်းကန်မီလီယံနာကြီးဘီလီယံနာကြီးလို့သာမချမ်းသာသွားရင်နေမယ်သူတို့အတွက်ပတ်စံပြတ်သွားရဲဆိုတာမရှိဘူးထိုနည်း၎င်းပဲသူတို့စိတ်ထဲမှာထင်တာလိုက်ပတ်စံဆိုတာငါတို့ကကံကောင်းတယ်လက်ထဲမှာပြတ်မသွားဘူးဆိုပြီးသုံးနေတော့ energy က match ဖြစ်နေတော့တောက်လျှောက်ဝင်နေရလို့မြင်ရကျွန်တော်တွေးကြည့်လို့ပါဒါကအခုနားထောင်နေတဲ့ audience တွေလည်းဒါကိုယ်ပတ်ဝန်းကျင်အနီးနားလူတွေဆိုရင်သိကြလိမ့်မယ်တချို့ကအဲ့လိုလူတွေရှိတယ်ကွာ like management ကဘာမှကောင်းတာမဟုတ်ဒါပေမဲ့ပတ်စံကလက်ဖြားငွေတီးနေအမြင်တယ်တော့ energy က match ဖြစ်နေတာဒါပေမဲ့ကိုက wise ဖြစ်ကြမယ်ပေါ့ဘဝမှာမြန်မာမှာပေါ့ဒါအရေးနာမည်ကြီးရဲ့စကားစကားတစ်ခုလည်းရှိပါတယ်ဗျာ
ငွေကကိုကပတ်စံကိုချစ်မှာပတ်စံကကိုကိုချစ်တယ်ဆိုတာပတ်စံဆိုတဲ့အရာနက်ကြီးပါတယ်အမှန်တော့ energy ပေါ့ဒီ energy သဘောတရားအရင်သိမ့်မွေ့ဒါပေမဲ့ထူလဲထူခဲ့တယ်ကိုကဒီအရာကိုတန်ဖိုးမထားရဘူးကိုအတွက်အကျိုးရှိရာရဲ့အသုံးမချဘူးဆိုရင်တစ်ချိန်ချိန်ကိုဆုံးခွာသွားလို့ရှိရင်ကိုကဘလို့မှပြန်လိုက်လို့မမီဘူးဒီအတွက်ကြောင့်မလို့ကိုက energy ကို like ပထမဆုံးအချက်အနေနဲ့ match ဖြစ်သွားအောင်ကိုအတွက်အရေးကြီးတဲ့တန်ဖိုးရှိတဲ့အသုံးချစရာတွေကိုပဲကိုကသုံးမယ်နေ့ချက်ကဒီလိုအရာတွေကိုကိုကသုံးတဲ့အခါမှာနှမျောတွန့်လို့ခြင်းမလုပ်အောင်နောက်တစ်ခုအရေးကြီးတဲ့အရာကလည်းကိုကဒီပတ်စံ energy က match ဖြစ်နေပြီဒါမှမဟုတ် match မဖြစ်ခင်မှာဘဝမှာပေါ့နော်အများစုကထင်ကြတယ်အောင်မြင်မှုနောက်ကိုလူတွေကလိုက်ကြတယ်အောင်မြင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဘာအတွက်အောင်မြင်နေတာလဲချမ်းသာခြင်းတို့တချို့ကလည်းအောင်မြင်လို့ချမ်းသာခြင်းနဲ့ချမ်းသာလို့အောင်မြင်ခြင်းနဲ့အဖြေကမေးရမသိကြဘူးသတိချက်တွေကတစ်ခုရှိတယ်ကိုကအောင်မြင်မှုနောက်ကိုကလိုက်ကြမှာမဟုတ်ဘူးပေါ့ကိုကတခါလေကြာရင်လိုက်နေရမှာမဟုတ်ကိုကဆွဲငင်ရမှာအဲ့တော့ဆွဲမက်ဖွယ်ကောင်းတဲ့ပေါ့ဒီလိုလှပတဲ့ကောင်းမွန်တဲ့အရာတွေကိုကိုကဆွဲငင်မှုဆိုရင်ကိုယ်တိုင်ကလည်းဆွဲဆောင်မှုရှိတဲ့ကောင်းမွန်တဲ့အရာလူပုဂ္ဂိုလ်ဖြစ်နေဖို့လိုတယ်တချို့လူတွေရှိတယ်မနက်မိုးလင်းတယ်ကိုအိတ်တဲ့အိယာတော့ကိုမသိဘူးမျက်နှာမတစ်သွားတိချာမတိုင်ပဲအလုပ်သွားတဲ့လူတွေနေ့တစ်နေ့ကိုကောင်းကောင်းမွန်မွန်မနက်ခင်းနိုးထားတဲ့အချိန်မှာရေတောင်ကောင်းကောင်းမွန်မွန်မချိုးပဲနဲ့ဖြတ်တန်းတဲ့အရာမျိုးရှိတယ်ဒါမျိုးအတွက်ဆိုရင်ဒါဘယ်လိုပဲစဉ်းစားနော်လူတယောက်အတွက်မှာကိုယ့်ရဲ့ self value ကိုယ့်ကိုတန်ဖိုးမထားတယ်ဆိုရင်ဒီရဲ့energy flow ကဘလို့မှကောင်းမှာမဟုတ်အဲ့တော့ခုနလိုပဲ manifest လုပ်တယ် energy ကိုပတ်စံအောင် draw လုပ်ပေမဲ့ attract လုပ်ပေမဲ့ဖြစ်တဲ့လောက်ဖြစ်မှာမဟုတ်ကိုရိုင်းနဲ့လည်းဆိုင်တယ်အဲ့တော့ကိုရိုင်းကဆွဲမက်ဖွယ်ကောင်းတဲ့အရာဒါပတ်စံဆိုတာလည်းဆွဲမက်ဖွယ်ကောင်းတဲ့အရာဒီအရာကိုဆွဲဆောင်ဖို့ဆိုရင်ကိုရိုင်းကလည်းဆွဲဆောင်မှုရှိနေဖို့လိုတယ်ကိုရိုင်းကဒါ energy ပြေဝနေရမယ်ကောင်းတဲ့အရာတွေကိုလုပ်နေရမယ်အကျိုးရှိတဲ့အရာတွေကိုပဲအသုံးချနေရမယ်ဒါမှသာလျှင်ဟို universe ရဲ့ energy ကိုယ့်ရဲ့ energy နဲ့ပတ်စံရဲ့ energy က match ဖြစ်ပြီးတော့မှကိုယ်ဆွဲငင်ခြင်းနဲ့ကိုလိုချင်တဲ့အရာတွေကိုဆွဲဆောင်နိုင်မှာဖြစ်ပါတယ်အဲ့တော့ခုနကအရေးကြီးဆုံးအရာတော့ကျွန်တော်ပြောသလိုပဲကိုယ့်ရဲ့ self value ကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖိုးကိုview site ပါကိုလည်းတန်ဖိုးမြင့်အောင်နေပါကိုယ့်အတွက်အရေးကြီးတဲ့တန်ဖိုးရှိတဲ့အရာတွေကိုလုပ်တဲ့အခါမှာပတ်စံအောင်တော့မှတ်နှမျောပါနဲ့အဲ့ဒီအစားဒီလိုအရာတွေကိုတောင်းလိုက်တဲ့အချိန်မှာကိုကငါအတွက်ကောင်းတဲ့အရာတွေအများကြီးရှိတယ်ပိုကောင်းတဲ့အခွင့်အလမ်းတွေနဲ့ငွေကြေးကငါစီပြန်စီးဆင်းလာမှာဆိုရဲ energy ကိုဒါကိုကဆူတောင်းပြီးတော့မှစိတ်ကို positive အနေနဲ့အပေါင်းလက္ခဏာဆောင်တဲ့သဘောတရားအနေနဲ့ထားလိုက်မှဆိုရင်တင့်အတွက်ငွေကြေးဆိုတာပိုပြီးရှားလွယ်လာလို့ energy match ဖြစ်လာလေပို့ပြီးတော့မှပေါ်ကျွယ်ဝလေးဖြစ်လာမှာဖြစ်ပါတယ်။ Okay ဒါကတော့ podcast တွေပဲဖြစ်ပါတယ်။နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။တခြားနောက်ဒီလို podcast တွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။